လူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲမနေ့လားနေ့လယ်လားညလားမပြောလို့မရဘူးပြောလို့မရလို့ကိုယ်ရှိမှလည်းပဲဘဝဏီကုန်းချုပ်သွားတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိကြပါတယ်အမှတ်တမဲ့နေရင်တော့မသိဘူးအမှတ်တရနေပဲဆိုရင်တော့အကုန်သိနေကြတာမမျော်လင့်မဲနဲ့ဖြစ်တာတွေကြီးပဲဇီဝိတံဗျာတိကာလောစဒေဟနိခေပနံဂတိဘယ်နေရာမှာဘဝဏီကုန်းအဆုံးသတ်မဲ့မသိသည့်အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာတကြိုမယ်ဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလဲမသိနိုင်ကြဘူးတချို့ဟာကောင်းကင်ယံမှာအိဋ္ဌရောက်သွားတာလည်းရှိတယ်တချို့ဟာပင်လယ်ထဲခရီးသွားရင်အိဋ္ဌရောက်သွားတာလည်းရှိတယ်မျိုးစုံပဲလေမျိုးစုံပဲအဲ့တော့ကိုယ့်ရဲ့အလောင်းဘယ်နေရာမှာပြစ်ချရမယ်ဘယ်နေရာမှာမြုပ်နှံရမယ်တင်းကြိုရမယ်ဆိုတဲ့ဟာလဲမှန်းကြည့်လို့မရနိုင်တဲ့ဟာတစ်ခုပဲနောက်မသိနိုင်တာတစ်ခုကဘာလို့ဆိုရင်ဂတိလူတိုင်းဟာလမ်းကြောင်းကြီးစခန်းကြီး၅ခုရှိတယ်